ဒီနေ့ကတည်င်းတစ်ပုတ်ပြောပြမှာနော်ထိုင်းမှာတည်င်းဖြစ်သွားတဲ့အစားလေးတစ်ပုတ်ပြောပြမှာပေါ့နော်သူကဘာလဲဆိုရင်နေ့စဉ်နဲ့အများကားမောင်းနေတဲ့လူဆိုင်ကမောင်းတဲ့သူတွေကိုပြောပြချင်လို့ပေါ့နော်သူကဘလို့ဖြစ်သွားလဲဆိုတော့အဲ့ဒီညဘက်မှာထိုင်းအချင်းချင်းပေါ့နော်ပြဿနာဖြစ်ကြတယ်မောင်းတဲ့သူကကြတော့တူယူခဲ့ပြီးတော့ဆိုင်ကသမားကိုထုမလို့လောက်တဲ့အချိန်မှာဆိုင်ကသမားခါးကြားကဓာတ်ကိုယူထုတ်ပြီးတော့ပေါ့နော်အဲ့ဒီထုမဲ့အချိန်မှာသူကတွန်းဒီမျိုးတွန်းရုံခက်ဆန်ခါဖြစ်ပြီးတော့သူကတွန်းလိုက်တဲ့အချိန်မှာဒီတူကြိုက်ထားတဲ့ကာသမားပလက်လန်လဲကြသွားတဲ့အချိန်မှာစိုက်ကသမားဓာတ်နဲ့ထိုးလိုက်တဲ့တစ်ချက်ထိုးလိုက်တဲ့အချိန်မှာကသူထိုးလိုက်တဲ့နေရာကအနေရရှိတဲ့နေရာလို့နော်အနေရရှိတဲ့နေရာလို့သတ်မှတ်တယ်အသက်အနေရရှိတဲ့နေရာကိုထိုးမိသွားတယ်ပေါ့နော်ထိုးမိသွားတယ်အဲ့ဒီအချိန်မှာကထိုးခံရတဲ့သူကသွေးပူဖြစ်နေတာဖြစ်တဲ့အတွက်သွေးပူနေတာဖြစ်တဲ့အတွက်သူနာတာကျင်တာသူမသိပဲနဲ့သူကထပြီးတော့သူနဲ့ပြန်ထရိုက်တယ်ပြန်ထရိုက်တဲ့အချိန်မှာကားနာကိုသွားနေမှာသူကလဲကျသွားတယ်ဆိုင်ကသမားကတော့ပြေးသွားပြီပေါ့နော်ဒီဖြစ်စဉ်ကဘယ်ကနေစဖြစ်လဲဆိုတော့အဲ့ဒီကားသမားကားဆရာကကြတော့သူကဒဲဦးလာဝယ်တာပေါ့နော်ဒဲဦးလာဝယ်တယ်ဒဲဦးဒီအိမ်မှာသုံးဖို့သွားဝင်ရင်းနဲ့ကားမောင်းတဲ့သူကကြတော့သူ့အမျိုးသမီးမောင်းတဲ့လူကအမျိုးသမီးဖြစ်တာဒီမျိုးဓာတ်နဲ့အထိုးခံရတဲ့သူကကြတော့အမျိုးသားကဘေးကလိုက်ခဲ့တာဘေးကလိုက်တဲ့ဖြစ်တဲ့အတွက်ဘေးချင်းရှင်ပြီးတော့လိုက်ခဲ့တဲ့အချိန်မှာသူတို့ကလမ်းထဲကဒီမျိုးလမ်းဆွဲကနေပြီးတော့လမ်းမကိုထွက်တာrider ဒီဆိုင်ကယ်မောင်းသမားပစ္စည်းပို့သမား Grab or Bolt ပေါ်တော့အဲ့လိုမျိုးပစ္စည်းပို့တဲ့ဆိုင်ကယ်သမားကကြတော့သူကလမ်းမကြီးကနေပြီးတော့သူတက်တက်မောင်းခဲ့တာတက်တက်မောင်းခဲ့တဲ့အချိန်မှာလမ်းကွေးမဲ့လူရတယ်ကွေးမဲ့မီးကိုပြထားတယ်တို့ပေမဲ့ तू ကလမ်းဆွဲရတွက်ခဲ့မယ်ဆိုရင်ဘာပဲဖြစ်ဖြစ်လမ်းမကြီးဦးစားပေးရမှာပေါ့နော်ဒါပေမဲ့ तू ကထွက်ခဲ့တဲ့အချိန်မှာကလမ်းတက်တဲ့လမ်းမကြီးကမောင်းခဲ့တဲ့ဆိုင်ကယ်သမားကိုပေါ့နော်အဲ့လိုမျိုးဟိုကလန်တိုက်တယ်လို့မျိုးဖြစ်သွားပြီးတော့ तू မှားသွားတယ်ပေါ့နော်ကားဆရာထက်အဲ့ဒီကားပေါ်မှာပါခဲ့တဲ့အမျိုးသားပေါ့နော်မောင်းခဲ့တာသူ့အမျိုးသမီးကိုစိုက်ကယ်သမားကဒီမျိုးပြောတာပေါ့နော်ကားဘလို့မောင်းတာလဲကားလိုက်စင်ကဝယ်ခဲ့တာလားနောက်ပြီးစူကြဆဲကြတာပေါ့နော်ပြီးတဲ့ခါကျရင်ငါ့ကိုတောင်းပန်ဖို့တောင်မသိဘူးလားစိုက်ကယ်သမားကအဲ့လိုပြောတဲ့အချိန်မှာကားဆရာလည်းဆဲစူပြောတောင်းချမ်းနေတော့သူ့ကားမှာရှိတယ်သူလည်းသိယူတယ်ဆိုင်ကယ်သမားလည်းသူ့ခါးကြားမှာရှိတဲ့ဓာတ်ကိုသူထုတ်တယ်အဲ့မျိုးထုတ်ပြီးတော့ပြဿနာဖြစ်ကြရတယ်ပေါ့နော်တကယ်တော့အိတ်ကားကိုမောင်းခဲ့တာကအမျိုးသမီးဒီကားနဲ့တူပါခဲ့တဲ့ကောက်လေးရဲ့အမျိုးသမီးပေါ့နော်သူကမောင်းခဲ့တာသူကဝင်တားပေမဲ့ကျန်တဲ့ယောက်ျားလေး2ယောက်ရင်ဖြစ်မိန်းကလေးတွေကထုံးစံတိုင်းသိမတားနိုင်ပါဘူးအဲ့ဒါကြောင့်မို့ရန်ဖြစ်ကြရင်လည်းဒါနဲ့ထိုးလိုက်တယ်စိတ်လိုလဲရဆိုင်ကယ်သမားကသူမှန်ပေမဲ့သူကလမ်းမပေါ်တက်လာတာပေါ့နော်သူကတက်မှန်တယ်ဆိုပေမဲ့သူတပားသူဓာတ်နဲ့ထိုးလိုက်တယ်ဖြစ်တဲ့အတွက်တပားလူသိဆုံးသွားတဲ့အတွက်သူလောဆယ်တော့သူကပြေးနေတယ်ပေါ့နော်ဆိုင်ထိုးကန်ထိတဲ့သူကလည်း situate ဒီတေဆုံးသွားပါပြီအဲ့ဒီနေရာစိတ်လိုလဲရသိပြီးမဖြေရှင်းနဲ့ကိုနည်းနည်းစဉ်းစားပြီးတော့ချင်းချိတ်ပြီးတော့သွားနည်းနည်းဆိုအရင်စိတ်တူတာမျိုးမလုံးနဲ့လျှော်လို့ရတဲ့စာမျိုးဆိုလျှော်ပေးလိုက်ပေါ့နော်အခုကဘ누구အတွက်မှမကောင်းဘူးမှန်တဲ့လူအတွက်လည်းမကောင်းသလိုတေဆုံးသွားတဲ့လူအတွက်လည်းမကောင်းပါဘူးအားလုံးပဲ